အခုဆိုရင်ရုပ်ရှင်ရုံတွေမှာဖြစ် online မှာပဲဖြစ် The Odyssey ဆိုတဲ့ရုပ်ရှင်ကအရန်ကိုရေပန်းစားနေတာဖြစ်ပါတယ်တကယ်ဟိုဆရာကြီး Christopher Nolan ကိုယ်တိုင်ရိုက်ထားတဲ့ကားပဲဖြစ်ပါတယ်ဒီကားကိုတော့သူ IMAX နဲ့ရိုက်ထားတာတွေ့ရတယ်ပေါ့နော် IMAX ရုံတွေမှာဆိုလို့ရှိရင်တော့ share ကြည့်လို့ရမယ်ပေါ့နော်ကျွန်တော်တို့နိုင်ငံမှာတော့မရှိသေးဘူးဒီမှာလည်းပြမယ်လည်းမထင်ပါဘူး The Odyssey ဆိုတဲ့ရုပ်ရှင်ကားကိုတွားပြီးတော့မကြည့်ခင်မှာဒီဇလန်ရဲ့နောက်ခံသမိုင်းကိုသိထားလို့ရှိရင်တော့ဒီရုပ်ရှင်ကားကိုကြည့်တာပို့ပြီးတော့အတိတ်ပဲပို့ရှိမှာပဲဖြစ်ပါတယ်အဲ့ဒါကတော့ကမ္ဘာသမိုင်းမှာအထင်ရှားဆုံးနဲ့အကျော်ကြားဆုံးဖြစ်တဲ့ Trojan War အကြောင်းပါပဲဘာလို့လဲဆိုတော့ဒီ Odyssey ဇာတ်ကားရဲ့အဓိကဇာတ်လိုက်ဖြစ်တဲ့ Odysseus ဆိုတာကဒီစစ်ပွဲရဲ့အလှည့်အပြောင်းကိုဖြစ်စေခဲ့တဲ့တကယ်ကို mastermind တယောက်ဖြစ်နေလို့ပေါ့နော်ဆိုတော့သူကဘလို့လူစားလဲဒီစစ်ပွဲကဘလို့စတင်ခဲ့တာလဲနောက်ဆုံးမှာဒီ Odysseus တယောက်ဘာလို့အိမ်မပြန်နိုင်ဘဲနဲ့ပင်လယ်ထဲမှာဘလို့ဒုက္ခဝေခဲ့ရတယ်ဆိုတဲ့ဟာကိုဒီနောက်ခံတမိုင်းအကြောင်းလေးကိုပဲကျွန်တော်ဒီမှာရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်။ Okay ပြဿနာရဲ့အစကတော့ရွှေပန်းသီးတစ်လုံးပေါ့။ဇလန်ရဲ့အစကလူဘီယာနဲ့စတော့မဟုတ်ဘူး။ Greek နတ်ဖျားတွေနေထိုင်တဲ့ Olympus တောင်ပေါ်ကနဲ့စရလို့ပြောလို့ရတယ်။တနေ့ကျတော့ဒီနတ်ဖျားတွေကသူတို့ကြီးကျယ်ခမ်းနားတဲ့မင်္ဂလာပွဲတစ်ခုကိုဆင်းနေကြတယ်ပေါ့ဗျာ။အဲ့ဒီနတ်ပွဲကို အဲ့ဒီပွဲပေါ့နော်။နတ်ဖျားတွေအားလုံးဖိတ်ကြားကြပေမဲ့Eris ဆိုတဲ့နတ်ဖျားမတပါဘူးလို့သူတို့မဖိတ်ခဲ့ကြဘူးပေါ့နော်အဲ့တော့အဲ့နတ်ဖျားသူ့ကိုဘာလို့မဖိတ်ရမလဲဆိုတာကိုသူသိပါတယ်ကျွန်မတော်တော်လေးပောက်ကွဲသွားတယ်ပေါ့နော်အဲ့တော့သူကလက်စားခြေကျင်တယ်ပေါ့နော်လက်စားခြေတဲ့အနေနဲ့အဲ့ဒီကျင်းပနေတဲ့ဒီခမ်းမပေါ့နော်ဒီပွဲတဲကိုအဲ့တကယ်ကိုလှပတဲ့ရွှေပန်းသီးပေါ့နော် Golden Apple လို့သူတို့ရေးထားပါတော့ရွှေပန်းသီးတစ်လုံးပစ်ချလိုက်တယ်ပေါ့နော်အဲ့ဒီပန်းသီးမှာရေးထားတဲ့စာကပါလဲဆိုတော့အလှဆုံးသူအတွက်တာပေါ့နော်ဖြစ်ချင်တော့အဲ့ဒီပွဲမှာကိုအလှဆုံးလို့ထင်နေတဲ့တကယ်ထိတ်ထားနတ်ဖျားမှာ3ယောက်ရှိတယ်ဗျသူတို့3ယောက်ကနတ်ဖျား Zeus ဆိုလို့ရှိရင်အကုန်သိကြတယ်ဗျဆိုတော့ Zeus ကမိဖုရားကြီးဖြစ်တဲ့Hera အတန်တက်ကတော့ကျွန်တော်မှားချင်မှားလိမ့်မယ်နော်ကျွန်တော်အဲ့ဒါတော့သိမသိကြအောင်ဉာဏ်ပညာနဲ့စိတ်ရေးစိတ်ရာနတ်ဖျားမကြီးအတိနာရှိမယ်ဒုတိယတယောက်ပေါ့နော်အဲ့ဒါတတိယတယောက်ကတော့အလှတရားနတ်ဖျားမကြီး Aphrodite တို့3ယောက်ပေါ့နော်ဒီပန်းသီးကအလှဆုံးသူအတွက်ဆိုတော့ဒီပန်းသီးကဒါငါတို့နဲ့ပဲထိုက်တန်တယ်ပေါ့နော်တယောက်ညင်းကုန်နေကြပါဒါကတော့ငါပန်းသီးအဲ့မှာဒုတိယ chapter ရောက်လာပြီပေါ့နော်ဒုတိယ chapter ကတော့မင်းသား Paris ကဆုံးဖြတ်ခံဆိုတော့နတ်ဖျားမတွေအချင်းချင်းဖြည့်ရှင်းလို့မရတဲ့အဆုံးမှာအဆုံးဖြတ်ပြီးမှလူသားတယောက်ကိုသူတို့ရွေးချယ်ကြပါနော်โอเคဒီလူတယောက်ကိုငါတို့ဒီပန်းသီးကဘယ်သူနဲ့ထိုက်တန်ဆိုတော့သူရွေးခိုင်းလိုက်မှာပေါ့နော်အဲ့ဒီလူကတော့တခြားသူမဟုတ်ဘူးအခု Trio ပေါ့နော်ဒီရုပ်ရှင်ကားတွေကဒီ Trio မျိုးကမင်းသားချော်လေးParis ပေါ့နော်နတ်ဖျားမှာ3ပါးစလုံးက Paris ကိုမက်လုံးတွေပေးကြတယ်ပေါ့နော်သူပထမဦးဆုံး Zeus ကမိန်းမကဘာပြောလဲဆိုတော့ Zeus ကမိန်းမ Hera เนาะကျွန်တော်ပြောခဲ့တယ်ငါ့ကိုရွေးလို့ရှိရင်မင်းကိုဥရောပနဲ့အာရှတိုက်ကိုအုပ်စိုးလို့ရတဲ့ဘုရင်ဖြစ်စေရမယ်ပေါ့နော်ငါဒါဖြစ်အောင်လုပ်ပင်ပေါ့ဒုတိယနတ်ဖျားမှာအတီနာကကြတော့မင်းငါ့ကိုရွေးလို့ရှိရင်စစ်ပွဲတိုင်းမှာအမြဲတမ်းနိုင်မဲ့သူရဲကောင်းတစ်ယောက်ဖြစ်ရမယ်ဆိုပြီးတော့သူကလုပ်ပေးမယ်ပေါ့နော်သူပြောတယ်ဆိုတော့နောက်ဆုံးနတ်ဖျားဖြစ်တဲ့ Aphrodite ကတော့ဒီ Paris ဆိုတဲ့မင်းသားအားနည်းချက်ကိုသူကသိတယ်ပေါ့နော်ပြောရရင်တော့ယောက်ျားတွေဗျာဒါသိပါလိမ့်မယ်ဆိုတော့အားကြောင့်မင်းငါ့ကိုသာရွေးချယ်လို့ရှိရင်ကဘာပေါ်မှာအလှဆုံးမိန်းမကိုမင်းရဲ့ဇနီးဖြစ်အောင်ငါဖန်တီးပေးမှာပေါ့နော်ဂတိပေးလိုက်တာပေါ့နော်Paris ကတော့သူကတော့သုံးတဲ့တိုင်းဗျာယောက်ျားလေးပြီးနှာဘူးပြီးပေါ့နော်နော် Paris ကတော့လူငယ်ပြီးစီးစိမ်တွေတကူအာနာတွေကိုတိတ်စိတ်ဝင်စားပဲနဲ့အလှဆုံးမိန်းမကိုလိုချင်တယ်ဆိုပြီးတော့ Aphrodite ကိုပဲရွေးချယ်လိုက်တယ်ပေါ့နော်ဒီပန်းဒီအနေနဲ့လိုက်ဖက်တယ်ဆိုပြီးပြေးလိုက်တယ်ပေါ့နော်ဒါပေမဲ့ဘာအဲ့မှာပြဿနာစရတယ်ပဲဆိုပါတော့ပေါ့နော်ဒါပေမဲ့ပြဿနာကအဲ့အချိန်မှာကဘာပေါ်မှာအလှဆုံးဆိုတဲ့ main ကလေးကစပါတာနိုင်ငံကမိဖုရား Helen ဖြစ်တယ်စပါတာနိုင်ငံဆိုတာကဒီ Trio ရဲ့တစ်ဖက်ကမ်းပေါ့ဗျအဲ့ရမိဖုရားပေါ့နော်ဆိုတော့အဲ့မှာစကြတာပေါ့နော်ဒီဇလန်ရဲ့အခြေခံအကြမ်းမြင်လေးသိကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ Trio ဆိုတဲ့ကားလေးရှိရဗျာရုပ်ရှင်မင်းသားကြီးBrad Pitt ကိုယ်တိုင်တရုပ်ဆောင်လာတာပေါ့နော်အဲ့ဒီကားရှိတယ်ဒီအခုကျွန်တော်ပြောတဲ့တခုတော့ရှိရပါတော့အခုကျွန်တော်ပြောတဲ့ဇလန်တွေကတော့version တွေကအမျိုးမျိုးဗျာကွဲနေကြတာပေါ့နော်ဒါကတော့ကျွန်တော် research လုပ်လို့ရတဲ့ဟာပဲကျွန်တော်ပြောတာပေါ့နော်နောက်ထပ်လူပြောလို့ရှိရင်နည်းနည်းလေးကွဲလေးဟာတွေလည်းရှိကောင်းရှိနိုင်ပါတယ်အဲ့တော့ဖြစ်ကျွန်တော် Helen ရဲ့ယောက်ျားက Sparta ဘုရင်Menelaus လို့ခေါ်တယ်ပေါ့နော်ဒီနတ်ဖျားမှလည်းတော်တော်ပြဿနာရှာအဲ့တော့တတိယပိုင်းရောက်တော့ကျွန်တော်မရက်ခိုးပေါ့ဗျာခိုးပြေးတယ်ပေါ့ဗျာနော်ဆိုတော့စပြီဆော့ကျွန်တော်ပြောတဲ့ဒီ Paris မင်းသားကဒီ Aphrodite ဆိုတဲ့နတ်ဖျားမရဲ့အကူအညီနဲ့ကျွန်တော် Sparta နိုင်ငံကိုသူတို့ဧည့်သည်ဖြစ်သွားကြတယ်ပေါ့နော်Sparta နိုင်ငံဘုရင် Menelaus မရှိတဲ့အချိန်မှာအဲ Helen ဆိုတဲ့ကောင်မလေးကိုဒီကောင်ခိုးပြီးရောညာတွင်းချင်းအမှ try ပြန်သွားကြတာပေါ့နော်အဲ့တော့သူဘုရင်ကသူပြန်လာတဲ့အချိန်မှာသူမင်းမမရှိတော့ဘူးပေါ့နော်ဟာအဲ့မှာသူလုံးဝဒေါသအိုးတွေပောက်ကွဲပြီးတော့
သူ့အကိုသွားပြောတာပေါ့နော်သူ့အကိုကလည်းအဲ့စပါတာဘက်အချမ်းမှာတကယ်ကိုအင်အားကြီးတဲ့ဘယင်ကြီးတစ်ပါးဖြစ်တယ်သူနာမည်အဂမနွန်မော်နော်ဆိုတော့သူရှိကိုသွားပြီးအကူကြီးတောင်းတယ်โอเคငါလက်စားချိန်မယ်ပေါ့နော်ငါမိမကိုခိုးရတဲ့ကောင်ငါပြန်သွားပြီးတော့တတ်မယ်ပေါ့နော်ပြောချင်တာကတော့ဒီနေရာမှာကျွန်တော်အဓိကဇလိုက်ဖြစ်တဲ့ဒီ Attica ကျွန်းကဘယင် ODCS ပေါ့နော်အဲ့မှာတော့ကျွန်းနေရှိတာဘယင်နေပြင်းနေရှိကြတာပေါ့နော်အဲ့ ODCS ကအဲ့မှာသူလည်းပါလာတာပေါ့နော်ဘာကြောင့်လဲဆိုတော့တစ်ချိန်တုန်းကဒီ Helen ဆိုတဲ့ကောင်မလေးဒီအခုအချောဆုံးဆိုတဲ့ကောင်မလေးမင်္ဂလာမဆောင်ခင်တော့သူတို့ကဘာဖြစ်လဲဆိုတော့ဒီ Helen ကိုလိုချင်တဲ့ Greek မင်းသားတွေအများကြီးရှိရနော်အဲ့ချိန်တော့အဲ့တော့ဘာဖြစ်လဲဆိုတော့ဒီ Odysseus က Helen ကဘယ်သူနဲ့ပဲညာသူအိမ်အောင်ရေးကိုလာပြီးထိပါလာတာတော့တခုခုဖြစ်လာတယ်ဆိုလို့ရှိရင်ဝိုင်းပြီးတော့ကုညီကြမယ်ဆိုပြီးတော့သူတို့ကဂရိပေးခဲ့တာပေါ့နော်အခုတကယ်ဖြစ်လာပြီပေါ့နော်သူမိမပါသွားတဲ့ခါကျတော့ဒီကသူတွေအကုန်လုံးဝိုင်းပြီးတော့စစ်တိုက်ပေးရတော့ပဲပေါ့နော်အဲ့လိုဖြစ်သွားပြီပေါ့အဲ့တော့သူစစ်ပွဲမတိုက်ချင်လဲသူတိုက်ရမယ်အဲ့ဂရိတခုကြောင့်ပေါ့နော်ဖြစ်ချင်တော့သူ့မှာကသူ့ရဲ့ဇနီးလေးရှိတယ်သူ့မှာလည်းမွေးကစားသားလေးရှိရပေါ့နော်ဒီ Odyssey ကားမှာဆိုလို့ရှိရင်တကယ်ကိုနာမည်ကြီးမင်းသားတွေနာမည်ကြီးမင်းသမီးအဲ့ဒီမှာတည်ဥဆောင်တာတွေ့ပါလိမ့်မယ် chapter 4ကိုရောက်သွားပြီပေါ့နော်10နှစ်တာကြာတဲ့ Trojan စစ်ပွဲကြီးပဲအဲ့တော့ကဲစားပြီပေါ့နော်စစ်ပွဲစားပြီး Greece တက်ကြီးကနေပြီးတော့မှဒီတင်မောပေါင်း1000ကျော်နဲ့ပေါ့နော် Trio မျိုးကြီးကိုချီတက်လာတဲ့ဒါ Helen of Trio ကားတွေပဲကြည့်မယ်ဆိုလို့ရှိရင်တော့အဲ့မှာတွေ့ပါလိမ့်မယ်နော်အဲ့မှာအရင်ကောင်းတဲ့ကားလေးတစ်ကြည့်ပြအောင်ကြည့်နော်ဒါပေမဲ့ Trio မျိုးကြီးကတကယ်ကတော့တာမန်မျိုးတော့မဟုတ်ဘူးဗျသူကဒီနတ်ဖျားတွေကိုယ်တိုင်တိဆောက်ထားတဲ့အေယာမမျိုးရိုးအုပ်ကြီးကာထားတယ်ပေါ့နော်အမြင်ကြီးပဲနော်လုံးဝခံခန့်တိဆောက်ထားတဲ့အတွက်ကြောင့်မလို့ Greek တက်ကြီးကလုံးဝ Trio မျိုးကိုဖြိုလို့မရအောင်ဗျတိုက်လို့မရအောင်မြို့ကိုသူတို့ဝိုင်းထားရဲ့သားနဲ့ပဲစစ်က10နှစ်တိအချိန်ကြာပါတယ်အဖြေထွက်မလာဘူးအဲ့တော့ဘာဖြစ်လဲဆိုတော့သူ့ရဲ့ဒီစစ်သားတွေကလည်းစပြီးတော့စိတ်တက်ကြလာပြီပေါ့နော်ဒီစစ်ကအတိတ်ပဲရောရှိရလားနိုင်မအောင်မလားဆိုတဲ့ဟာမျိုးနဲ့ပေါ့နော်ဘာဖြစ်လဲဆိုတော့ဒီတိုက်ပွဲတွေထဲမှာပေါ့နော်ဂရီဘက်ကသူရဲကောင်းကြီးတယောက်အခီလီနဲ့try ဒီမျိုးဘက်က Hector ဆိုတဲ့သူတွေပေါ့နော်သူတို့နှစ်ယောက်ကလည်းတော်တော်ကြီးကိုနာမည်ကြီးခဲ့တယ်ပေါ့နော်အဲ့ကလာမှာသူတို့ရဲ့ဇလန်လေးတွေရှိတယ်ဒီမှာလည်းကျွန်တော် Achilles ကလည်းတော်တော်အရေးပါတဲ့အထက်မှာပါတယ်ပေါ့နော်ဒါပေမဲ့ဒီမှာ Achilles ကြောင်ပြောမှဆိုလို့ရှိရင်နောက်ထပ် story ကြီးအရှည်ကြီးဖြစ်သွားလိမ့်မယ်ပေါ့နော်ဆိုတော့ဒီမှာတော့ကျွန်တော် Achilles ကြောင်တော့ချန်ထားခဲ့လိုက်မယ်နော် Hector ကြောင်အတူတူပဲဆိုတော့ဒီစစ်ပွဲမှာဒီ Greek ဘက်က Achilles နဲ့ဒီ try ဘက်က Hector ဆိုတဲ့စစ်သားတွေစတေးခဲ့ရတယ်ပေါ့နော်ဟိုဘက်နှစ်ဖျားတွေဒီဘက်နှစ်ဖျားရဲ့ကူပြီးတော့တိုက်ပေးကြတယ်ပေါ့ဗျာဘယ်လိုပဲဖြစ်ဖြစ်စစ်ပွဲရဲ့အဖြေမရဘူးဖြစ်နေရပေါ့နော် okayအဲ့မှာကျွန်တော်တို့ chapter 5ကိုရောက်ပြီပေါ့နော် Odysseus အခုရုပ်ရှင်ထွန်းနေကပေါ့နော်ဒီ idea ကိုသူကနဲ့ဆက်လိုက်တာပေါ့နော်အဲ့တော့သူကစဉ်းစားလိုက်တယ်ပေါ့နော် Odysseus ကတနေ့ကျတော့ငါတို့ဒီလိုအားနဲ့တိုက်လို့မရရင်ငါတို့ညံနဲ့တိုက်မယ်ဆိုပြီးတော့ master plan တစ်ခုကိုသူဆွဲလိုက်တယ်ပေါ့နော်အဲ့ဒါကတော့တကယ်ကိုသမိုင်းမှာပေါ့နော်အကြော်ကြားဆုံးဖြစ်တဲ့တစ်သားမြင်းရုပ်အင်္ဂလိပ်လိုဆိုတော့ the Trojan horse ဆိုတဲ့အကြံစီပဲပေါ့နော်အဲ့တော့သူကဘာလုပ်လဲဆိုတော့ဒီ Greek စစ်သားတွေကနေပြီးတော့မှအီယာမဒီတစ်သားမြင်းရုပ်ကြီးကိုသူတို့ထုလိုက်တယ်ဗျာအဲ့တစ်သားမြင်းရုပ်ကြီးရဲ့အလဲမှာသူအခေါင်းလောက်ထားအပေါက်အဟောင်းလောင်းပေါက်ကြီးလောက်ထားပြီးတော့ဒီ Odysseus အပါဝင်အတော်ဆုံးသောတကယ်ကို Greek စစ်သားတွေပေါ့နော်အဲ့ဒီမြင်းရုပ်ကဘိုက်ထဲမှာသူတို့ဝင်ပြီးတော့ပုံးပြီးတော့ပိတ်လိုက်ကြပါဘောနော်ရုပ်တရက်အပြန်နဲ့ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ဒါကြီးတော့မြင်းရုပ်ကြီးပဲဗျာတစ်သားရုပ်ကြီးပဲကျန်တာအထဲမှာစစ်သားတွေရှင်နေမသိရဘူးပေါ့နော် Trojan လူတွေကအဲ့တော့ကျန်တဲ့ Greece စစ်တဲ့တစ်ခုလုံးကသူတို့ကတကယ်တက်စခန်းတွေကိုသင်္ဘောတွေအကုန်လုံးမီးရှို့ဖျက်ဆီးပြီးတော့စပါတာကိုပြန်သွားပြီဆိုတဲ့ပုံစံမျိုးဟန်ဆောင်လိုက်တာပြီးတော့မှသူကအနီးနားမှာရှိတဲ့ကျုံးလေးတကျုံးမှာသွားပြီးတော့ပုံနေကြကျန်တဲ့စစ်သားတွေကအဲ့တော့နောက်တစ်နေ့စစ်ပွဲရှိတယ်ဆိုပြီးတော့Trojan ကကောင်းနေရလဲသူတို့ရဲ့မျိုးရိုးရင်းနဲ့မျိုးပြင်ထွက်လာကြပြီးတော့ကြည့်တဲ့ချိန်မှာကမ်းခြေမှာလုံးဝရှင်းနေတယ်ဘယ်သူမှမရှိတော့ဘူးပေါ့နော်အဲ့မှာရှင်းနေတယ်တော့သူအဲ့မှာထီတစ်ခုတွေ့တာတော့စောစောကကျွန်တော်ပြောတဲ့ဒီ Trojan horse ဆိုရဲခေါ်တဲ့ဒီမြင်းသားမြင်းရုပ်ကြီးတစ်ခုပဲကျန်ခဲ့တယ်ပေါ့နော်အဲ့ချိန်မှာ Greek တွေကတမင်ခြံခဲ့တဲ့တရှိုတယောက်ထားခဲ့တယ်ပေါ့နော်ဒီ Trojan သူတွေကိုလိန်ပြောဖို့ပေါ့နော်အဲ့တော့ဗာပြောလဲဆိုတော့ဒီမြင်းရုပ်ကြီးက Greek တွေအိမ်ပြန်ခီးချောမွေးအောင်လို့နတ်ဖျားတွေကိုပူဇော်ခဲ့တဲ့လက်ဆောင်ကြီးပါပေါ့နော်ဒီမြင်းကိုသာမြို့ထဲကိုတွင်းနိုင်လို့ရှိရင်ပေါ့နော်ခင်ဗျားတို့ Trojan မျိုးကြီးကဘယ်တော့မှမကြဆုံးဆိုပြီးတော့ပြောတာပေါ့နော်အဲ့လိုကနေပြီးတော့မှအစားကတော့သူဒီ Trojan ဘက်ကတချို့လူတွေကဒီလူကြီးပြောတာမယုံဘူးဗျာဒါပေမဲ့လို့ဘယင်ကနေပြီးတော့မှဖြစ်နိုင်တယ်ဆိုပြီးတော့ဆုံးဖြတ်ပြီးတော့တကယ်ကတော့အမြင်ကိုယူသွားတာဗျဟို10နှစ်တာစစ်ပွဲကြီးပြီးပြီဆိုပြီးသူတို့ကပျော်ွားကြတာပေါ့နော်အားနဲ့သူကတခါတည်းအဲ့မြင်ကိုတဲတယ်ဗျအဲ့မှာခက်တဲမျိုးတဲ့ဒီမျိုးတွေကသူတွေကလည်းအကုန်လုံးတောင်းဖျက်ကြိုးဆိုကြတာပေါ့ဗျာသူတို့စစ်ပွဲနိုင်ပြီဆိုပြီးတော့ကျွန်တော်တို့ chapter 6ကိုရောက်ပြီ chapter 6ကတော့ the fall of Troy ပေါ့နော် Troy မျိုးကြီးကြာဆုံးခန်းပေါ့အဲ့ဒီညပဲပေါ့နော်ညပဲရောက်တဲ့ချိန်မှာဒီမြင်းထဲမှာဒီတချိုတွေရှိတယ်ပေါ့နော်စစ်သားတွေရှိတယ်ပေါ့နော်အဲ့ကောင်တွေအကုန်လုံးကလည်းအဆောင်တွေအကုန်လုံးကလည်းအောင်ပွဲတွေခံပြီးတော့အမှကောင်းပြီးတော့တောက်စားပြီးတော့အိတ်နေကြပြီပေါ့နော်အဲ့တော့မှဒီသားမြင်းရုပ်ထဲကဗိုက်ထဲကနေပြီးတော့မှ Odysseus နဲ့စစ်သားတွေကတိတ်ဆိတ်တွေထွက်လာပြီးတော့အဆောင်တွေကိုတက်မြို့တကားကိုဖွင့်ပြရနဲ့တခြားတနေရာမှာသူစောင့်ခိုင်းထားတဲ့သူ့ရဲ့တခြားစစ်သားတွေကြံသေးတယ်လေကမ်းခြေမှာတိတ်လေးစောင့်ခိုင်းထားတဲ့သူတွေအဲ့ကောင်တွေကိုအချက်ပြလိုက်အဲ့ Greek စစ်သားတွေကနေပြီးတော့ Troy မြို့တွေကိုလုံးဝရေကာတာကြီးကျိုးပြီးတော့ရေတွေ
ပြုံဆင်းလာတယ်လို့ပဲအဲ့လိုဝင်ချလာပြီးတော့အဲ့ညကတော့တကယ်ကတော့ trial မျိုးကြီးရဲ့အဆိုးဆုံးညပဲပေါ့နော် Greed ရမျိုးဝင်စီတစ်မျိုးလုံးကိုမီရှို့ဖျက်ဆီးမနဲ့မိုးလင်းတဲ့ခါကျတော့try ဆိုတဲ့မျိုးကြီးကပြပုံကြီးဖြစ်သွားတယ်ပေါ့ဗျာဆိုတော့ Greed ရအဲ့မှာအောင်ပွဲတွေခံကြတယ်သူတို့စစ်ပွဲနိုင်သွားတယ်ပေါ့နော်chapter 7ကတော့ဒီ Odysseus ရဲ့အမှားပေါ့ဗျာသူတို့မျိုးကြီးလည်းပြကြပါပြီစစ်ပွဲကလည်းနိုင်သွားပြီဆိုတော့ Odysseus ကလည်းသူ့သားလေးနဲ့သူ့ဇနီးကိုလည်းသူလွမ်းပြီပေါ့နော်သူတို့ပြန်ကြတာပဲပေါ့နော်အဲ့ဒါအကုန်လုံးကျန်တဲ့စစ်သားတွေအကုန်လုံးတင်မောပေါ်တက်ကြအဲ့ချိန်မှာသူကအကြီးမားဆုံးအမှားတစ်ခုကိုသူလှုပ်လိုက်မိတယ်ပေါ့နော်ကမ်းခြေရနေပြီးတော့မှာနော်ပင်လယ်ဘင်းကိုကြည့်ပြီးရနေနှစ်ဖျားတွေကိုအော်ဟစ်ပြီးတော့စိန်ခေါ်လိုက်တာဖြစ်ချင်တော့တွေ့လားငါတို့နိုင်ပြီဒီစစ်ပွဲကိုနိုင်တာဘယ်နှစ်ဖျားရဲ့အကူအညီမှမပါဘူးငါရဲ့ညံစွမ်းငါရဲ့တက်တိကြောင့်ပဲနိုင်တာဆိုပြီးတော့သူကကျုံသွားလိုက်တာပေါ့နော်Greed နှစ်ဖျားတွေကလည်းဒီလူသားတွေကသူတို့ဘက်မှာမောက်မာတာတော့အဲ့လိုမချင်မငယ်ဆက်ဆံတာလို့ဆိုလို့ချင်း Greed နှစ်ဖျားတွေကလည်းခွင့်မလွတ်တတ်ဘူးပေါ့နော်အထူးသဖြင့်ပင်လယ်စောင်းနဲ့ပေါ့နော်သူတို့ Poseidon ပေါ့နော်တိပါတယ်တော်တော်များများတော့နော် Poseidon လို့ခေါ်တာပင်လယ်စောင်းနဲ့ကလည်းဗာပြောလို့ဆို Okay မင်းပြန်ကျင်လာရမလားမှတ်ထားမင်းရဲ့အိမ်ပြန်ခီးရဘယ်တော့မှလွယ်ကူမှာမဟုတ်ဘူးဒုက္ခဘောင်းဆုံးခံစားပြီးမှမင်းအိမ်ကိုရောက်စေရမယ်ဆိုပြီးတော့ Odysseus ကိုဒီပင်လယ်စောင်းနဲ့ Poseidon နဲ့ပြီးတော့မှကျိန်စာတိုက်လိုက်တာပေါ့နော်အဲ့ဒီကျိန်စာတိုက်လိုက်တဲ့အချိန်ကနဲ့စပြီးတော့ပင်လယ်ထဲမှာ Odysseus တယောက်မျက်လုံးတစ်လုံးနဲ့ဘလူးအဲ့ဒါဆိုအင်္ဂလိပ်လိုဘယ်လိုခေါ်လဲမသိဘူးအဲ့ဒါ cyclops လားနော်ဆိုတော့ရေတူမတွေဆုံးမတွေနဲ့အန်ရဘောင်းစုံရင်ဆိုင်ကြော်လာပြီးမှသူသားရှိတဲ့ရှီကိုပြန်ရောက်တဲ့ဇလန်းကိုမှကျွန်တော်က The Odyssey ဆိုတဲ့ဒီရုပ်ရှင်ကားပေါ့နော်အဲ့မှာဖြစ်လာတာပေါ့နော်သူလန်ခီမှာကြုံတွေ့ရတဲ့အကြောင်းပေါ့နော်အဲ့ဒီရုပ်ရှင်ကိုကျွန်တော်တို့ရှင်တမန်မာနဲ့ကြည့်ရမှာဖြစ်ပါတယ်ဟိုးရင်တော့ထုတ်ထားတဲ့ကားလည်းရှိပါတယ်ဒါပေမဲ့ဒီဘက်ခေတ်ကတော့နိုလန်ကိုပြင်ရိုက်ထားတာပေါ့နော်ဒီဇလန်နဲ့ပတ်သက်ပြီးတော့လည်းအမျိုးမျိုးပြောကြတယ်ပေါ့နော်ဒီနိုလန်ရိုက်ထားတဲ့ဇလန်နဲ့ပတ်သက်ပြီးတော့အပြောင်းလဲတွေရှိသွားတဲ့အတွက်ကြောင့်လို့ပေါ့နော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်အခုဒီ Odyssey ဆိုတဲ့ဇာတ်ကောင်မကြည့်ခင်မှာသိထားမယ်စစ်ပွဲတမိုင်းအကြောင်းလေးကိုရှင်းရှင်းလေးသိသွားပြီလို့ထင်ပါတယ်အတူတူပြောရရင်တော့နဖျားမတွေအလားလူရာကနေစစ်ပွဲဖြစ်တယ်အဲ့ဒီစစ်ပွဲကိုနိုင်တဲ့လူသားကနဖျားတွေကိုတွားကြွားမိလို့ပင်လယ်ထဲမှာဒုက္ခလလတွေ့ပြီးတော့အိမ်မပြန်နိုင်တဲ့ဇလန်လေးပဲဖြစ်တယ်ပေါ့နော်ဆိုတော့ကြည့်ကျင်တယ်ဆိုလို့ရှိရင်တော့မြန်မာပြည်မှာတော့ကြည့်လို့မရဘူးနိုင်ငံခြားမှာသွားကြည့်မှရနောက်ပိုင်းကျလို့ရှိရင်တော့ digital copy ပဲထွက်လာမှာပေါ့နော် okay ဒီနေ့ကတော့ဒီဇလန်လေးပါပဲ bye bye နော်